ဘာမဆိုလုံးနိုင်တဲ့လူဆိုတာတကယ်ရှိလားဒီမဲကိုခြေရှာဖို့အတွက်ဘာမဆိုလုံးနိုင်တဲ့လူမဟုတ်ဘူးကျွန်တော်နှစ်ဖျားတယောက်အနေနဲ့တမနဲ့လောက်ရှင်တန်ကြည့်အောင်တကယ်လို့အခုကြည့်နေတဲ့လူကဘယ်ရာကိုမဆိုလုံးနိုင်တဲ့จิตတိမှုတစ်ခုရစ်လာပြီဆိုရင်တော့ဘယ်ရာကိုမဆိုဖန်တီးနိုင်ရမှာပါအဲ့ဒါကြောင့်မလို့ခုကြည့်နေလူကိုယ်တိုင်တော့မမနိုင်တဲ့ကြောက်တုံးတစ်ခုကိုဖန်တီးနိုင်ရမှာပါဒါပေမဲ့ကြောက်တုံးကိုဖန်တီးပြီးတော့ရင်တော့တင်ကိုယ်တိုင်ကဒီကြောက်တုံးမမနိုင်သေးတာကြောင့်မလို့တင်ကဘာမဆိုမလုံးနိုင်သေးပါဘူးအဲ့လိုနဲ့ခုကြည့်နေလူကဒီကြောက်တုံးကိုမမနိုင်တာကြောင့်မလို့ကိုစွမ်းကြည့်အောင်လုပ်ပြီးဒီကြောက်တုံးကိုမနိုင်အောင်လှုပ်လိုက်မယ်ဆိုရင်တော့တင်ကိုယ်တိုင်တော့မမနိုင်တဲ့ကြောက်တုံးတစ်ခုကိုမဖန်တီးနိုင်တယ်လို့ညစ်တော့မှာပါဒီချက်ကိုကြည့်ချင်းအချင်းဘာမဆိုလုံးနိုင်တဲ့လူဆိုတာမရှိပါဘူးပြောချင်တာကတော့ဘယ်သူမှကြည့်စုံနေရမျိုးမဟုတ်ပဲနဲ့လူတိုင်းမှာကိုယ်ပိုင်အားနည်းချက်တွေနဲ့လိုအပ်ချက်တွေများစွာရှိပါတယ်အဲ့ဒါကြောင့်မလို့တခြားလူရဲ့အားနည်းချက်ကိုလောင်ညုံနေမဲ့အစားကိုယ့်ရဲ့ဖြစ်တည်မှုကိုပုံမကောင်းအောင်စူးစမ်းစေချင်ပါတယ်မကြခင်မှာ YouTube ပေါ်အပုတ်တရားကြောင့်ဗီဒီယိုနဲ့ကြည့်လာခဲ့ပါမယ်အားလုံးပဲ peace